ချိန်မှာကတော့ဒီစီဖက်ချူမှာရှိလာတော့အေးတာတော်ခံဖြစ်တော့ကျွန်တော်ချစ်ခင်လေးစားအပ်ပါတော့ဆရာကြီးရေဘန်တော့ကြာစနုကံမောမှာကျွန်တော်တို့ဘာဒီချာနာရမယ်နုပတ်တရားဒီနာတော်ကိုဒီမှာတော့မယ့်အချိန်ဖြစ်ပါတယ်ရှေးဥစွာဘုရားကြီးရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီလိုဘုရားဆရာမောနဲ့အချင်းချင်းဟောရတယ်ဒီတော့ဘာဖြစ်တဲ့နမောဒီချင်းပြရတဲ့တော့ဒီလိုမော်ဂီပြီးတော့စုမှာပါဝင်နေကြတဲ့ယုံကြည်သူဒီကောင်မောင်မတွေနဲ့ဝိသုခွင့်ရတဲ့ရဲ့တော့ဘတ်တော်ကိုဝေငါခွင့်ခါရရှိတော့ကြောင့်အထူးပဲဝမ်းမြောက်ပါတယ်လို့ရှင်းဥစွာပြောလိုပါတယ်ဆိုတော့ကျွန်တော်တို့မော်လကီတတိတော်စုရဲ့ဒီကျွန်တော်တို့လှုပ်ဆောင်မှုတွေကျွန်တော်တို့ရဲ့သာသနာ့ကွင်းနာပြည်တွေတော့ကျွန်တော်တို့ KBC ရဲ့ဒေတာဌာနမှာအေဝံဂေလိနဲ့သာသနာ့ပြုရေးဌာနမှာရေနံဆွေးနွေးလက်ရှိပါတယ်ကျွန်တော်တို့ GMPM သာသနာဆိုပြီးမှမြန်မာနိုင်ငံနှင်းချင်းချုပ်အေဝံဂေလိနဲ့သာသနာ့ပြုရေးဌာနမှာဥဆောင်တဲ့Golden Myanmar Baptist Mission ရွှေပြည်မြန်မာနှင်းချင်းသာသနာဆိုပြီးမှကျွန်တော်တို့ခေါင်းစဉ်တတ်တဲ့ကျွန်တော်တို့ရည်ကြီးမှုခြားသာသနာပြုခြင်းကိုကျွန်တော်တို့လှုပ်ဆောင်နေရှိပါတယ်အဲ့ဒီဥဆောင်မှုထဲမှာကျွန်တော်တို့ချင်းချင်းချင်းရဖွဲ့ချုပ်ရဲ့ဒီဧဝံဂေလိနဲ့သာသနာပြုရေးဌာနဟာလည်းပဲမြန်မာနိုင်ငံနှင်းချင်းချုပ်ဧတဌာနနဲ့ပူးတွဲတဲ့ကျွန်တော်တို့ဆယ်နှစ်စီမံကိန်းတွေနဲ့လှုပ်ဆောင်ပြီးလည်းဖြစ်ပါတယ်အခုဆက်ပြီးမှလည်းကျွန်တော်တို့ဇာယုဒတန်မြန်မာပြည်ကိုနှစ်ချင်းသာသနာအနေနဲ့ဝင်ရောက်လာတဲ့125နှစ်မတိုင်မီကျွန်တော်တို့15နှစ်စီမံကိန်းတွေနဲ့ထပ်မံပြီးမှတပည့်တော်စုတွေသာသနာ့တွင်းတွေကိုကျွန်တော်တို့ဒီနှစ်ချင်းသာသနာအနေနဲ့ကျွန်တော်ဆက်လက်သွားဖို့လည်းရှိတယ်ဆိုတာကိုလည်းပြောပြလိုပါတယ်ဆိုတော့ကျွန်တော်ကချင်းချင်းကဖွဲ့ချုပ်တဲ့မှာတင်းတော်ဘာဟာကျွန်တော်400နဲ့မှ94ပါကျွန်တော်ရှိပြီပါတော့တမကကျွန်တော်တို့ဒီနေဖွဲ့တွေကတော့ကျွန်တော်တို့ဒီတွင်းမှာဖွဲ့16ဖွဲ့နဲ့ကျွန်တော်တို့ဒီပမှာ4ဖွဲ့နဲ့ကျွန်တော်တို့ကြားခင်ရနိုင်ငံတော်ခြေတက်ဖို့အလို့မှာလှုပ်ဆောင်နေကြတယ်ဆိုတော့ကျွန်တော်သာသနာ့ပြုနေလည်းအများကြီးရှိပါတယ်ကျွန်တော်ကချင်းချင်းရဖွဲ့ချုပ်ဧတဌာနကနေဥဆောင်နေရှိတဲ့သာသနာ့လုပ်ငန်းတွေဟာယဉ်ကျေးမှုမတူယဉ်ကျေးမှုခြားလူမျိုးမတူပေါ့နော်ကျွန်တော်တို့ယဉ်ကျေးမှုခြားသာသနာ့ပြုခြင်းအမှုဟာလည်းပဲကျွန်တော်တို့ရဲ့လုပ်ငန်းကြီးတစ်ခုထဲမှာပါဝင်ပါတယ်ဆိုတော့ပြောပြပေးပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့မော်လကီဒီတပည့်တော်စုတွေဟာကျွန်တော်တို့ယဉ်ကျေးမှုခြားသာသနာ့ပြုခြင်းဆိုတဲ့သာသနာ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ဆက်လက်သွားနေခြင်းဖြစ်ပါတယ်အမြဲတမ်းလည်းကျွန်တော်တို့ MDC မြန်မာနှင်းချင်းချုပ်မှာတော်လကောင်း KBC ရဲ့ဧတဌာနမှာတော်လကောင်းဆုတောင်းပေးတဲ့ရှိနေပါတယ်လို့ကျွန်တော်တို့အမြဲတမ်းဆုတောင်းလို့ရနေပါတယ်တို့တဲ့ဘကဒီကနေ့ဒီမော်လကီနှင်းချင်းမော်လကီတပည့်တော်စုမှာဥဆောင်နေကြတဲ့တရုတ်ဆရာကြီးဆရာကြီးခေါ်တဲ့ဒီကွာဆရာစမတွေဘုတော်ဆောင်နေကျွန်တော်တို့ကော်မတီဝင်တွေအားလုံးကိုလည်းပါဝင်တဲ့တပည့်တော်စုယုံကြည်သူမိသားစုများအားလုံးကိုလည်းညာကြီးပဲပုံယူပြီးပါတယ်ဘုရားသခင်ပုံပြီးမှအသုံးပြုပြီးမှကောင်းခြင်းမင်္ဂလာရရှိတဲ့ပို့ပြီးမှဒီတပည့်တော်စုဟာပို့ပြီးမှကျွန်တော်တို့ကြီးထွားလာတဲ့အတင်းတော်ဆင့်ကျွန်တော်တို့ရောက်ရှိလာမှုလည်းပဲဘုရားသခင်ကဆုတောင်းပေးပါတယ်လို့ဆိုတော့ဒီကနေ့ကျွန်တော်တို့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုအတူတူခံယူဖို့ရတဲ့ကျွန်တော်အနေနဲ့ဝေငှဖို့ရန်တမန်ကျမ်းစာဖတ်လို့ပါတယ်တမန်ကျမ်းစာနဲ့အချက်ကိုကျွန်တော်ဖတ်လို့ပါတယ်ပထမဆုံးဖတ်တဲ့ကျမ်းစာကတော့ကျွန်တော်ရှင်ပေတရုဩဝါဒစာပထမဆုံးရှင်ပေတရုဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်9နဲ့10ဖတ်လို့ပါတယ်အခန်းကြီး1အငယ်9
9နဲ့10ဖတ်လို့ပါတယ်ဒီတို့မူကားမောင်မိုက်ထဲမှာအပ်ွယ်တော်အလေးတော်တို့ခေါ်တွင်းတော်မူသောသူ၏ဘုံကျေးဇူးများကိုပေါ်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မြင်းစည်းစိမ်ရှိသောယေဘရဟိတ်မျိုးတန်ရှင်သောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဘုရားသခင်၏အပေါင်းအသင်းဖြစ်ကြ၏ကရုဏာကျေးဇူးတော်ကိုအထက်ကမခံရတော့လဲယခုတွင်ခံရကြ၏နောက်တန်တဲ့တစ်ချက်ကတော့ကျွန်တော်ကိုရိန္သုဩဝါဒစာခန်းကြီး9အငယ်16ကိုရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး9အငယ်16လူမီဒီကခရစ်တော်နဲ့ရှိနေအတိတ်ပြုပြင်သောတတ်စွာဖြစ်၏ဟောင်းသောအရာတို့သည်ကြောင်းရင်း၍ခတ်သိမ်းသောအရာတို့သည်အတိတ်ဖြစ်ကြ၏လူမီဒီကခရစ်တော်နဲ့ရှိနေအတိတ်ပြုပြင်သောတတ်စွာဖြစ်တယ်ဟောင်းတဲ့အရာတွေဟာပြောင်းလဲပြီးမှခတ်သိမ်းသောအရာတို့ဟာအတိတ်ဖြစ်ကြတယ်ဆိုတဲ့အကြောင်းကိုပေါ်ပြတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်အနေနဲ့ဒီမှာရှိတဲ့ယုံကြည်သူမိသားစုများနဲ့အတူတူခွန်အားယူကိုပြင်ဆင်ထားတဲ့ဒေသနာတော်ရဲ့ခေါင်းစဉ်လေးကိုတော့ပြောင်းလဲခြင်းအသက်တာနဲ့ကောင်းခြင်းတွေလားပြောင်းလဲခြင်းအသက်တာကောင်းခြင်းတွေလားဆိုတဲ့ခေါင်းစဉ်လေးအောက်မှာကျွန်တော်ဝိုင်းဝန်းခွန်အားယူဖို့စင်စင်နှလုံးသွင်းဖို့ပြန်ဖြစ်ပါတယ်ပြောင်းလဲခြင်းအသက်တာနဲ့ကောင်းခြင်းတွေလားဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာကျွန်တော်တို့ပထမဆုံးတော့ကျွန်တော်တမန်ကျမ်းစာထဲမှာရှိတဲ့ဒီပြောင်းလဲခြင်းအဖြစ်အပျက်တမိုင်းကြောင်းလေးကိုအငင်းငယ်ဥစွာပေါ်ပြကျွန်တော်တို့တမန်ကျမ်းစာထဲမှာတမန်ဟောင်းကျမ်းထဲမှာကျမ်း39ကျမ်းရှိပါတယ်ကျွန်တော်ဓမ္မသစ်ကျမ်းမှာ29ကျမ်းရှိပါတယ်အားလုံးစုစုပေါင်းပါကျွန်တော်တို့ဒီကျမ်းစာ66ကျမ်းဖြစ်ပြီးမှကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာကြတော့အဓိကကျွန်တော်တို့အသင်းတော်လို့ယုံကြည်သူများလို့ကျွန်တော်တို့လေ့လာတဲ့အခါမှာဣသရေလလူမျိုးတွေနဲ့အာဗြဟံရဲ့မျိုးစင်ဆက်နော်မိသားစုတွေကိုတွေ့ရပါတယ်ဆိုတော့အာဗြဟံကျွန်တော်တို့ယုံကြည်ခြင်းဖခင်ဖြစ်တဲ့အာဗြဟံမှာကျွန်တော်တို့ဣသရေလလူမျိုးမဟုတ်ပါဘူးသူကတော့ဣသရေလလူမျိုးမဟုတ်သူ့ကိုရွေးကောက်တဲ့အချိန်မှာဘုရားကတော့သူ့ကိုတေရရဲ့သားဆိုပြီးမှရွေးကောက်ပါတယ်လူတစ်ယောက်ဖြစ်ပါတယ်မိသားစုတစ်စုထဲကဖြစ်ပါတယ်ဆိုတော့အဗြဟံကိုဘုရားခင်ရွေးကောက်တဲ့အခါမှာသူ့ရဲ့ဖခင်တေရကတော့ရုပ်တုဆင်းတုတွေပိုးွယ်ပြီးလို့ရှိရင်သူတို့ဒီလူတွေကိုပူဇော်တာပေါ့နတ်ကိုပူဇော်တဲ့အမျိုးသူတို့ရဲ့ရိုးရာတလဲယုံကြည်မှုတွေဟာထာဝရဘုရားခင်ဖန်ဆင်းခြင်းဘုရားခင်ရဲ့မိမချက်နဲ့အမတန်မှဝဲချုံမှုရှိနေတဲ့အကြောင်းတရားကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီအချိန်မှာဒီကမ္ဘာလောကလူသားတွေထာဝရဘုရားခင်ဖန်ဆင်းတဲ့ဘုရားအသက်ရှင်တော်မူသောဘုရားအစုတည်သောဘုရားအကြောင်းကိုနားလည်ဖို့ရတဲ့ဘုရားခင်ကတော့အာဗြဟံကိုရွေးချယ်တယ်။ဘာလို့မှတော့အာဗြဟံနောက်ပိုင်းကျတော့အာဗြဟံကိုရွေးချယ်တယ်။သူ့ရွေးချယ်တဲ့အခါမှာဘုရားကသူ့ကိုပြောတယ်။တိုင်းနဲ့အာဗြဟံတိကိုကရွေးချယ်လူကျိုးကြီးဖြစ်စေမယ်။တိကိုကကောင်းကြီးပေးမယ်။တိကိုချိန်ဆတဲ့လူကချိန်ဆမယ်။တိကိုကောင်းကြီးပေးတဲ့လူကကောင်းကြီးပေးမယ်။တိကိုလူမျိုးကြီးဖြစ်စေ။တိကိုကလူမျိုးဖြစ်စေဆိုတဲ့ဒီတော်နဲ့ကြားပေါ်တဲ့အခါမှာအာဗြဟံကိုတောင်းဆိုတဲ့အချက်ရှိအဲ့ဒါတော့ဘာလဲဆိုရင်အာဗြဟံပြည့်မိပါရဲ့လုတ်ထုံးလုတ်သေးတွေယုံကြည်ကိုယ်ဝယ်ဖို့တွေကိုထားခဲ့ပါယုတ်သူစည်းသူကိုယ်ဝယ်တဲ့အရာထားခဲ့ပါပြည့်အဖလုတ်ဆောင်တဲ့အရာတွေကိုထားခဲ့ပြီးမှခိုးထုတ်ခဲ့အဲ့ဒါကိုထားခဲ့ပြီးမှငါညွန်ကြတဲ့တိုင်းပြည်ကိုသွားပါငါပြောတဲ့အတိုင်းလုပ်ပါဆိုပြီးမှဘုရားခင်ကအာဗြဟံကို
ရွေးကောက်ပြီးမှသူ့ကိုစွန့်ခိုင်းတဲ့အရာတွေကိုကျွန်တော်တွေ့ရပါတယ်တကယ်ပဲအာဗြဟံလည်းပဲသူဟာဘုရားခင်ပြောတဲ့အတိုင်းသူ့ရဲ့မိဘတွေဘိုးကွယ်ခဲ့တဲ့ရုပ်တုစင်တုဘိုးကွယ်မှုတွေဘိုးရှိတုံးဒီဘုရားခင်ကိုနဲ့ရွေးချော်တဲ့ယုံကြည်မှုမျိုးတွေကိုထားခဲ့ပြီးမှဘုရားခင်ညွှန်ပြတဲ့ဤကိုသွားခဲ့တယ်ဆိုတာကိုကျွန်တော်တို့ဓမ္မကျမ်းစာရဲ့တပိုင်းထဲမှာတွေ့ရပါတယ်။အဲ့ဒီအချိန်မှာအာဗြဟံရဲ့ကြောင်းလေးသွားတဲ့အသက်တာမှာဘုရားခင်ရဲ့ကောင်းကြီးမိန့်တာအဲ့ဒီမှာပါလာတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဆိုတဲ့အခါအာဗြဟံကလည်းကျွန်တော်တို့ဣဆာကိုအချင်းတို့ပြောဣဇက်နော်အာဗြဟံဣဇက်ကလည်းဒီမှာတာအေတော်နဲ့ယာကုပ်ကလည်းဒီမှာဣသရေလလူမျိုးဆိုပြီးမှဘုရားခင်ကတော့လူမျိုးတစ်မျိုးနေနဲ့တတ်မှတ်ခေါ်ပြီးမှယာကုပ်ရဲ့အမျိုး12မျိုးကနေပြီးမှသား12ယောက်ကနေပြီးမှလူမျိုးတစ်မျိုးဒီကနေ့ကျွန်တော်တို့ခေါ်တယ်ဣသရေလလူမျိုးဆိုပြီးမှဓမ္မကျမ်းစာထဲမှာဖြစ်ပေါ်လာတဲ့အရာကိုတွေ့ရပါတယ်။အဲဒီလိုနဲ့ကျွန်တော်တို့အာဗြဟံရဲ့ပြောင်းလဲခြင်းအသက်တာမှာဘုရားခင်ရဲ့ကောင်းချီးမိန့်တာလိုက်ပါလာတယ်ဆိုတာကိုကျွန်တော်တို့သိရှိရပါတယ်။ဒါကြောင့်မို့ဒီကနေ့ဒီမှာရှိတဲ့ချစ်တော်ညီကိုမောင်မတို့ကျွန်တော်ရဲ့ဘဝအသက်တာမှာပြောင်းလဲခြင်းအသက်တာကိုတိဆောက်ဖို့ရလို့ပါ။ပြောင်းလဲခြင်းအသက်တာအခါတလေကျွန်တော်တို့ပြောင်းလဲခြင်းအသက်တာလို့ပြောတဲ့အခါမှာယုံကြည်သူသားသမီးတွေအားလုံးဟာလည်းပဲပြောင်းလဲဖို့တချို့ကယေရှုခရစ်တော်ကိုယုံကြည်တယ်ဆိုပြီးမှလက်ခံပြီးမှအသက်တာကိုပြောင်းလဲဘူး။ဟောမိမိရဲ့ဘယ်လိုလုပ်ခဲ့တဲ့လုပ်ကျင်တဲ့အရာတွေငဘုံမူလကျွန်တော်တို့လူစားကြီးရဲ့ခန္ဓာရဲ့အောက်ဆိုမှုခန္ဓာရဲ့လိုက်လုံးမှုစိတ်လိုအဲ့ဒါကိုပဲကျွန်တော်တို့ကလိုက်လျှောက်နေတဲ့အခါမှာပြောင်းလဲတယ်လို့ကျွန်တော်တို့မဆိုလို့လည်းပြောင်းလဲတဲ့အသက်တာကိုကျွန်တော်တို့မြင်နိုင်ပါဘူး။ဒါကြောင့်ပြောင်းလဲခြင်းအသက်တာမှာကျွန်တော်တို့ကဘုရားခင်အလိုရှိပြီးမှအဲ့ဒီပြောင်းလဲခြင်းအသက်တာမှာကောင်းခြင်းတွေကပေးတယ်ဆိုတာကျွန်တော်တို့သိရပါတယ်။ဒါပေမဲ့ဘာလို့အချက်အနေနဲ့ကျွန်တော်အနေနဲ့ဒီမှာကျမ်းစာထဲမှာအခြေခံပြီးမှပထမအချက်အနေနဲ့ပေါ်ပြလို့ခွာအားပေးလို့လာတာတော့ဘာကြောင့်ဘုရားကအပြောင်းလဲခြင်းပြုဖို့ရတဲ့လူတွေကိုခိုင်းစေတယ်ဆိုတဲ့ပုံမှာအားပေးလို့ဘာကြောင့်ဘုရားကပြောင်းလဲခိုင်းရတယ်ဘာကြောင့်ဘုလူတွေကိုပြောင်းလဲခိုင်းရတယ်ကျွန်တော်တို့ကျမ်းစာထဲမှာအမြင်ကြည့်တဲ့အခါဘုရားခင်ကသူကောင်းခြင်းတွေလာပေးခြင်းတဲ့လူကိုပထမဆုံးပြောင်းလဲခိုင်းအသက်တာကိုပြောင်းလဲခိုင်းအဲ့ဒီအသက်တာကိုပြောင်းလဲခိုင်းတဲ့အခါမှာ plus ပေါ့နော်နောက်ဆက်တွဲကပါလိုက်လာတယ်ဆိုကောင်းခြင်းမိတ်လာပေးဖို့ဒါတော့မပြောင်းလဲတဲ့အသက်တာမှာကောင်းခြင်းမိတ်လာမရှိဘူးလို့လည်းကျွန်တော်တို့ပြောနိုင်ပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့ဓမ္မကျမ်းစာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာလူမျိုးတစ်မျိုးကိုလူတစ်ယောက်ကိုဘုရားကကောင်းခြင်းမိတ်လာပေးတော့ပဲဆိုရင်သူကပြောင်းလဲတဲ့အသက်တာကြီးဆောက်ထားရကျွန်တော်ဒီကျမ်းစာထဲမှာဆောနာကျွန်တော်တို့ဖတ်တဲ့ကျမ်းစာထဲမှာဒီတော့ဘိုးနဲ့ကမောင်မိုက်တွေကအလင်းတို့ကိုတွေ့ခဲ့တယ်ဒီလိုနဲ့ဒီရွေးချယ်ခြင်းမှုကလှုပ်ဆောင်ခဲ့တယ်ဒါကြောင့်မို့ဒီတော့ဟာတဲ့မြေစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးတိုက်ရှင်တော်လူမျိုးပိုင်ထက်တော်မူသောပေါင်းခြင်းဖြစ်ကြ၏ဒီလိုဒီဘုရားခင်ပေါင်းခြင်းတွေဘုရားခင်အပေါင်းခြင်းဖြစ်ကြ၏လူကကျေးဇူးတော်ကိုခံရလို့မျိုးဖြစ်ကြ၏ဘုရားခင်နဲ့ပေါင်းခြင်းခံရလို့ရတယ်ဘုရားခင်ရဲ့လူမျိုးတန်ရှင်းတဲ့သူဖြစ်ဖို့ရတယ်ဘုရားခင်ကတော့ဘုမောဆုံးအာဗြဟံကိုကြောင်းနေတဲ့တက်တာကိုဒီဆောက်ဖို့ရတယ်ခေါ်ပေးတယ်ဒီကနေ့ကျွန်တော်ရဲ့ဘဝတက်တာမှာပဲအောက်ကြီးမိတ်ကလာဘုရားခင်ရဲ့လူမျိုးဘုရားခင်ရဲ့ဤသားစုဘုရားခင်ရဲ့အပေါင်းအသင်းဖြစ်ဖို့ရတယ်ကျွန်တော်တို့တက်တာ
ပြောင်းလဲထားဖို့ဆိုတာကိုခမချမ်းသာပြနားလည်နေပါမယ်နားလည်ကျွန်တော်ဥပမာကျွန်တော်တို့ဒီမတန်ကောင်းတဲ့ရေပေါ်တော့ကျွန်တော်တို့လူတယောက်ကိုအားဖြစ်စေတဲ့ရေတောက်ရည်တတ်အဲ့ဒီတောက်ရည်တတ်ကိုကျွန်တော်တို့ခံယူတဲ့အခါညစ်ပတ်နေတဲ့ခွက်ထဲမှာကျွန်တော်တို့အဲ့ဒီတောက်ရည်ကိုထည့်တယ်ဆိုရင်ကျွန်တော်အဲ့ဒီရေတောက်ရပါလားမရအဲ့ဒီရေကညစ်ပတ်တာဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝတက်တာမှာပြောင်းလဲခြင်းတက်တာကိုပြင်ဆင်ထားတဲ့အခါမှာတရားသခင်ရဲ့ကောင်းခြင်းတွေကကျွန်တော်ခံယူဖို့ရအစစ်ဖြစ်တယ်။တရားသခင်ရဲ့ကောင်းခြင်းတွေကတတ်ရှင်းတဲ့တရားသခင်ထံကဒီကောင်းခြင်းတွေကရရှိဖို့ရအတွက်ကျွန်တော်ရဲ့ဘဝတက်တာပြင်ဆင်ထားဖို့ရတယ်ဆိုတာကိုကျွန်တော်ဒီတမန်စမ်းစာကဒီကဲလို့နားလည်နေတာ။ချစ်တော်ဒီပုံမှာကျွန်တော်တို့ဒီကနေ့ယုံကြည်သူဖြစ်လာတဲ့အခါမှာကျွန်တော်ရဲ့တက်တာပြောင်းလဲဖို့ရတယ်ဒီကရေးချလေးဆိုတာအားလုံးကျွန်တော်တို့ဒီဗီဒီယိုစုမှာပေါဝင်နေကြတဲ့ယုံကြည်သူမိသားစုတွေတချို့ကတော့အကြောင်းမျိုးမျိုးနဲ့ခရစ်တော်ရဲ့တပည့်တော်တွေဖြစ်လာကြတယ်ယုံကြည်သူတွေဖြစ်လာကြတယ်ဒါပေမဲ့ဒီကနေ့အကြောင်းမျိုးမျိုးကြောင့်ဖြစ်လာကြတဲ့ကျွန်တော်တို့ယုံကြည်သူသားသမီးတွေကျွန်တော်ရဲ့ဘဝတက်တာမှာကြောင်းရဲ့တက်တာကိုအမှန်တကယ်ပြီးဆောက်တာဖို့ပဲလိုအပ်တဲ့အကြောင်းအရာကြားကြတယ်ကျွန်တော်တို့ကိုရှောင်းနေချင်းတဲ့တော့ကျွန်တော်ကတော့ကိုရှောင်းနေချင်းတဲ့တော့မှာဆက်ခွန်နေတဲ့နိုင်ငံဒါကိုဖတ်ဆောင်တယ်ကျွန်တော်တဲ့တော့ပါလည်းမြန်မာပါရာအဖြစ်ဘုရားကိုယ်ချင်းစစ်စစ်ကျွန်တော်တို့လူခဲ့စေတလောကလည်းကျွန်တော်စတင်နေခဲ့ပါတယ်။အားကြောင့်မြန်မာဘာသာကိုဘုရားကိုယ်ချင်းကိုလုပ်ရတယ်ကျွန်တော်အကြောင်းရင်းကတော့ကချင်စကားနားလည်တဲ့တခြားယုံကြည်မှုနဲ့ပြောင်းလဲလာတဲ့ယုံကြည်သူအဖြစ်တွေကျွန်တော်စီမှာရှိလာတဲ့အခါကျွန်တော်ကအဲ့ဒီစစ်စစ်ကိုဝေကြီးရေးရမှာကြီးထွားလာဖို့ပြင်ဆင်ပေးရတာ။ဆိုတော့ကျွန်တော်နဲ့အတူအဲ့ဒီမြန်မာစစ်စစ်မှာပါဝင်တဲ့ညီကိုတွေအများကြီးရှိပါတယ်။ရခိုင်လည်းပါဘူး။ဘုကုတ်ဘက်ကရခိုင်။ဟိုဘူတော်ဘက်ကခန္ဒီရှန်ဟိုကိုလေးဝတ္တုကဗမာလေးဘုခွေးဘက်ကကျွန်တော်တို့ဆေမြောင်းမှာတာဝန်ထမ်းဆောင်တဲ့လူတွေမျိုးမျိုးပဲကျွန်တော်တို့တိုင်းသားပေါင်းစုံလူမျိုးပေါင်းစုံကျွန်တော်တို့အမှပေါင်းနေတယ်အဲ့ချိန်မှာကျွန်တော်တို့အားပေးတယ်လူခဲ့တဲ့အချိန်မှာဒီတော့ဟာယုံကြည်မှုပိုင်းဆိုင်ရာမှာကျွန်တော်တို့တရားသခင်နဲ့လွဲချော်တဲ့အရာတွေပြုခဲ့ပြီးတဲ့အရာတွေရှိမှာဖြစ်တယ်တို့လိုလည်းဒီကနေ့ဘုရားသခင်ကိုယုံကြည်တဲ့အခါမှာဘုရားသခင်ရဲ့ဘုရားသခင်ကောင်းချီးပေးလို့လေတက်တာကိုကျွန်တော်ပြင်ဆင်ထားဖို့ဒီမှာရည်ကြည်တယ်ဆိုတာကိုပြောပြပါတယ်။အကြောင်းတစ်ခါတည်းမှာကျွန်တော်တို့တွေကဘုရားသခင်ချပေးတဲ့ကောင်းချီးပေးလာကျွန်တော်တို့ရဲ့အသက်တာကလက်မခံနိုင်တဲ့အသက်တာဖြစ်နေခဲ့ကောင်းချီးပေးလာဝေချုံရှိတာပါ။ဒါကြောင့်ပထမဆုံးချက်ကတော့ပထမဆုံးချက်နဲ့အားပေးရတော့ဘာကြောင့်ဘုရားသခင်ကြောင်းလေးခိုင်းရတယ်လို့စဉ်းစားတဲ့အခါမှာဘုရားသခင်ကျွန်တော်တို့ကောင်းခြင်းတွေကပေးခြင်းကျွန်တော်တို့ရဲ့အသက်တာကြောင်းလေးဖို့ရပြင်ဆင်တယ်ပြင်ဆင်ခိုင်းတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်ဆောနာကကျွန်တော်တို့ဘောရီတို့ဘောလာစာခန်းကြီးကအမြဲဆက်ပေါ်မှာလူမီဒီကခရစ်တော်၌ရှိနေအတိတ်ပြုပြီးတော့တတ်တာဖြစ်ဟောင်းတော့ရလို့ဒီကြောင်းလေးခတ်သိမ်းတော့ရလို့အတိတ်ဖြစ်ကြရင်ကျွန်တော်ရဲ့ဘဝတက်တာမှာအတိတ်ဖြစ်ဖို့ရရည်ကြည်ပါကျွန်တော်တို့တွေးခေါ်ကျွန်တော်ရဲ့ဒီလှုပ်ဆောင်မှုကျွန်တော်ရဲ့ပြောဆိုမှုကျွန်တော်ရဲ့ကြင်ကြံမှုကျွန်တော်ရဲ့စဉ်းစားမှုတွေကဘုရားသခင်ရဲ့အလိုတော်နဲ့ညီတဲ့အသက်တာကိုပြောင်းလဲတဲ့အသက်တာကိုဒီဆောက်ထားဖို့လိုတယ်ဆိုတာကိုတွေ့ရပါတယ်။ကျွန်တော်ဒုတိယချက်အနေနဲ့ပေါ်ပြလိုတာကတော့ပြောင်းလဲခြင်းတက်တာဒီဆောက်တဲ့အခါမှာဘုရားသခင်ခါရဲနဲ့တူတဲ့ကောင်းခြင်းမင်္ဂလာအတစ်ကိုပေးတယ်ဆိုတာကိုလည်းကျွန်တော်ကျမ်းစာထဲမှာတွေ့ရပါတယ်ဒီကနေ့ကျွန်တော်တို့အသက်တာအများကြီးတော့မဟုတ်ဘူးဖျားရှိပါနဲ့လေးလေးကျွန်တော်တို့ကြောင်းရင်းမှုလို့
အဲ့ဒီအခါဘုရားအမြတ်အင်မတန်ဝမ်းမြောက်ပြီးမှကျွန်တော်တို့တခါမှမကြုံဘူးတဲ့မရရှိဘူးသေးတဲ့ကောင်းကြီးမိကအစ်စ်ကိုဘုရားကပြတတ်တဲ့သဘောထားတွေကျွန်တော်တို့တွေ့ရတယ်။စမ်းသပ်နေမှာတွေ့ရတယ်။ကျွန်တော်စမ်းသပ်နေမှာကျွန်တော်ကြည့်တဲ့အခါမှာတမန်တော်ရှင်ဘောလို့ဟာရှောလို့ဆိုတဲ့ပုံပေါ်တွေနဲ့သူဟာနေခဲ့တာရှောလို့ဆိုတဲ့အနေနဲ့နေခဲ့တယ်ခရိယန်တွေကိုကြီးပန်းနှိမ့်ဆက်တယ်ခရိယန်တွေကိုမကြိုက်ဘူးသူကဂျူးပါတကယ်ဂျူးပါလားဂျူးပါလားလည်းပါသူကစံတဖို့ဟာရရှိကဲစံတဖို့ဒါကြောင့်ခရိယန်အသက်ကခရစ်တော်ကိုသူတို့ဂျူးတွေကခရစ်တော်ကိုလက်မခံခရစ်တော်ကိုတမန်တော်ဘာနဲ့လည်းလက်ခံပရိုဖက်တော်ဘာနဲ့လည်းသူလက်ခံဘုရားအနေနဲ့နောက်ခံတာဆိုတော့ဂျူးပါလာကခရစ်တော်ကိုလက်မခံတဲ့အခါမှာဒီတမန်တော်ရှင်ပေါလုဟာလည်းပဲခရစ်ယာန်ကိုကြိုက်ညှိမှန်းနေစေဒါပေမဲ့သူဟာတမန်စကူလာမှာတော့ကျွန်တော်ဒီလာနေမှာသူကပြောင်းလဲချက်တက်တာသူရဲ့တက်တာပြင်ဆင်တယ်နောက်တော့သူကဒီရှောလုံးဆိုတဲ့ဘဝကိုထားခဲ့ပြီးမှပေါလုဆိုတဲ့ဘဝတက်တာနဲ့ရှောင်းနေတဲ့အခါခါနဲ့သူမကြုံဘူးတဲ့ခိုးအားတွေခါနဲ့သူမတွေးဘူးတဲ့မမြင်ဘူးတဲ့ဉာဏ်ပညာတွေသူ့စီမှာအတိတ်တော်ဉာဏ်ပညာတွေသူခံစားရရှိတယ်ဆိုတဲ့အကြောင်းကိုဒီတမန်တော်ရှင်ဘောလို့အများကြီးတက်ခံထားပါအတိတ်တော်ခိုးအားနဲ့ငါဟာအတိတ်တော်တက်တာကိုရှောင်းနေပြီအတိတ်တော်အတွေးကိုအတိတ်တော်အမြင်ယူပါလို့နဲ့ဘုရားတခင်ကမှရရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ပြောင်းလဲခြင်းအသက်တာမှာနောက်ဆက်တွဲပါကျွန်တော်တို့ရရှိတယ်ပြောင်းလဲခြင်းအသက်တာမှာကျွန်တော်တို့အရင်ကမကြုံဘူးတဲ့မခံရရှိတဲ့ကောင်းကြီးမင်္ဂလာအတိတ်ပေါ့နော် new blessing အတိတ်တော့ကောင်းကြီးမင်္ဂလာကျွန်တော်စီမှာရောက်ရှိတာဟုတ်ရဲ့ဒီမှာဒါကနိစ္စရှိတယ်ဆိုတာကိုကျွန်တော်ဓမ္မချမ်းသာမှာတွေ့ရပါတယ်ဒီကနေ့ကျွန်တော်တို့ခရိယန်သက်တာရောင်းနေခြင်းသက်တာမှာဆောက်ဖို့ရအတွက်ကျွန်တော်တို့ပွားတဲ့အခါမှာအမှန်တကယ်ကြားရည်ကတော့ပြစ်တော်ကောင်းခြင်းတွေလားဒီလိုပေးဖို့ရဝင်မလေးပါဘူးကြားရည်ကတော့ပြစ်တော်အသက်တာမှာအပြစ်တော်ကောင်းခြင်းတွေလားနဲ့ကျွန်တော်တို့ချပေးဖို့ရကောင်းခြင်းတွေလားပေးဖို့ရမလို့တဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ကအမြဲတမ်းသူကကြောင်းနေတဲ့တက်တာမှာရောက်ရှိလာဖို့အတွက်သူဟာအမြဲတမ်းစောင့်ကြိုနေတဲ့ဘုရားဖြစ်တယ်အမြဲတမ်းသူက welcome ပေါ့နော်ကြိုးဆိုနေတဲ့ဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီမှာကြားထားတယ်မှာတွေ့ရပါတယ်ဒါကြောင့်ဒီကနေ့ချစ်တဲ့ဒီလိုမောင်နှမတို့ကျွန်တော်တို့ဘုရားတရားကအမောင်ထဲကလေးတွေဆွဲခေါ်ထားပြီးဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့လူခဲ့တဲ့အချိန်မှာဘယ်လိုပဲအချိန်တွေမှာပဲရှိနေပြီဒီဒီကိုယ်ပဲလူမှုမျိုးရှိခဲ့ပြီဒီနေ့ကတော့ကျွန်တော်တို့အသက်ရှင်တဲ့ဘုရားအလေးရှင်ဖြစ်တဲ့ဘုရားကျွန်တော်တို့ရရှိပြီးသားဖြစ်တယ်အဲ့ဒီအလေးကိုခေါ်တွေ့ခြင်းခံရတဲ့သူတွေဟာဘုရားကြီးအပေါင်းအသင်းတွေဖြစ်ကြတယ်အဲ့ဒီဘုရားကြီးအပေါင်းအသင်းတွေဟာပြောင်းလဲတဲ့အသက်တာကိုဆက်လက်တည်ဆောက်နေဆိုရင်ကျွန်တော်တို့တွေဟာအတိတ်တော်ကောင်းခြင်းတွေမှာလည်းရရှိခံစားလို့အများကြီးကျွန်တော်တို့ချပါတယ်ဆိုတော့ကျွန်တော်တို့ကြားကြရအားပေးလို့ပါတယ်ဒီနေ့ကျွန်တော်ဘောလ်ကင်းနစ်ချစ်ဘောလ်ကင်းဗီဒီယိုစုမှာပါဝင်နေကြတဲ့ယုံကြည်သူတွေပုံမှန်မှာကြောင်းလေးချင်းတက်တာနဲ့ကောင်းခြင်းမင်္ဂလာကိုခံယူလို့လက်ဒါမဲ့အသက်တာရှေ့အနာဂတ်မှာကျွန်တော်တို့ဆက်လက်ပွားကြပါစို့နောက်ဆုံးအနေနဲ့တော့ကျွန်တော်တမန်ကျမ်းစာကျွန်တော်တို့တမန်တော်ရှင်ပေါလုပေါ်ပြတဲ့ထဲမှာကျွန်တော်ဉာဏ်ကိုအားပေးနေရှိတဲ့စံချက်တစ်ချက်ကတော့ယုံကြည်ခြင်းညှော်လင့်ခြင်းချစ်ခြင်းမှာချစ်ခြင်းဟာအမြတ်ဆုံးဖြစ်တယ်ဆိုတဲ့ကြားကြပါကျွန်တော်တို့ဒီကနေ့ယုံကြည်သူအသက်တာခရိယန်အသက်တာပထမဆုံးယုံကြည်ခြင်းအရေးကြီးပါတယ်ယုံကြည်ခြင်းရှိတဲ့လူကကျွန်တော်တို့ရဲ့ဘဝကိုခိုင်မာစေယုံကြည်ခြင်းမရှိတဲ့လူကဘဝခိုင်မာမှုမရှိခိုင်ခံ့မှုမရှိဘူးကျွန်တော်ရဲ့
စာတမာနရဲ့နောက်ဆက်ချင်းမှာကျွန်တော်တို့မျောပါသွားတာဒါယုံကြည်ခြင်းဟာကျွန်တော်ဘဝကိုခိုင်ခန့်စေပါတယ်ဒုတိယချက်ကမျောလင့်ခြင်းတဲ့မျောလင့်ခြင်းကကျွန်တော်တို့ကိုအသက်ရှင်ခွင့်ပေးပါဒီကနေ့မျောလင့်ချက်ပဲနေတဲ့လူဟာအသက်တော်မရှိခြင်းတော့ဘာမှမမျောလင့်ခြင်းမရှိတော့တဲ့လူတွေဟာအသက်မရှိခြင်းတော့အဲတော့ဒီကနေ့ယုံကြည်သူအသက်တာကမျောလင့်ခြင်းရှိဖို့ရတယ်ဒီကနေ့ကျွန်တော်တို့ယုံကြည်သူတာသမီးတွေကိုဘုရားသခင်ကကောင်းခြင်းမင်္ဂလာအတိတ်တော်ကောင်းခြင်းမင်္ဂလာပေးတဲ့ဘုရားဖြစ်တယ်ဆိုတာကိုညှိုးလေးဖို့ဒီကနေ့ညှိုးလေးဖို့နောက်ဆုံးချက်ကတော့ကျွန်တော်ပါလဲချစ်ချင်းဖြစ်ပါဒီကနေ့ချစ်ချင်းဆိုတာကျွန်တော်တို့အလုပ်လုပ်စေပါ action လုပ်ပါတယ်ကျွန်တော်အင်္ဂလိပ်မှာ action ဆိုတာကအလုပ်စေပါတာသမီးတွေကိုချစ်တာသမီးတွေကိုကျွန်တော်ချစ်တဲ့အကြောင်းကိုဘယ်လိုပေါ်ပြအလုပ်အပြင်ကျွန်တော်တက်တယ်ပြကျွန်တော်တာသမီးတွေကိုချစ်တယ်ဒီဘကိုချစ်တယ်ဆိုတာကျွန်တော်ရဲ့အလုပ်အပြင်လုပ်တာအဲကြောင့်မို့ဘုရားသခင်ကိုချစ်တယ်လူတွေကိုချစ်တယ်ကျွန်တော်တို့ယုံကြည်လို့အချင်းချင်းချစ်ကြတယ်ဆိုတဲ့အဲမှာကျွန်တော်ရဲ့ချစ်ချင်းမြတ်တာကျွန်တော်တို့အလုပ်လုပ်စေအဲကြောင့်မို့ကျွန်တော်တို့ရဲ့ယုံကြည်သူတက်တာမှာချစ်ချင်းမြတ်တာကျွန်တော်တို့အလုပ်လုပ်စေအဲကြောင့်ယုံကြည်သူပြောင်းလဲခြင်းတက်တာမှာကျွန်တော်တို့ယုံကြည်ခြင်းဒေါ်လင်းခြင်းချစ်ခြင်းတွေဟာရင်းနဲ့ကျွန်တော်တို့လက်ဝဲပိုက်ထားပြီးမှကျွန်တော်တို့ရဲ့တက်တာမှာဒီတစားပေါ့နော်ကျွန်တော်တို့ရဲ့လက်တစားတွေတို့အဆက်ထားပြီးမှဆောင်းလမ်းမှုတွေလိုတယ်ဆိုတာကိုအမှန်တော့စပိုးလို့ကယုံကြည်သူတွေကိုအားပေးထားတဲ့အကြောင်းအရာတွေ့ရပါတယ်။ဒီနေ့ပြောင်းလဲခြင်းရဲ့တက်တာနဲ့ကျွန်တော်တို့ယုံကြည်ခြင်းညှို့လင့်ခြင်းချစ်ခြင်းနဲ့တွားတဲ့အခါမှာကျွန်တော်တို့ဘုရားခင်ရှိလူတွေရှိမှာအတိတ်တော်ကောင်းခြင်းတွေလားရရှိသောယုံကြည်သူများဖြစ်လာဒီချာလေကျွန်တော်တို့ဒီနေ့ကျွန်တော်တို့အားပေးပါ